မွန်ဖြစ်သူကိုကလေးဖေလို့ပြောရင်တရားစွဲမယ်ဆိုတဲ့ဝတ်မုံရွှေမင်္ဂလာပါပရိသတ်ကြီးမြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးစီးရင်ဝင်တဲ့ဝတ်မုံရွှေကတော့ပရိသတ်ခိုင်မှာရရှိထားတဲ့မင်းသမီးလေးတစ်လက်ပါဝတ်မုံရွှေကိုဩဂုတ်လ10ရက်နေ့1988ခုနှစ်မှာဦးဝင်းသိန်းနိုင်ဒေါ်မမီလွင်တို့မှရန်ကုန်မြို့မှာမွေးဖွားခဲ့ရဖြစ်ပါတယ်ဝတ်မုံရွှေကိုပရိသတ်တွေကတော့ကစ်ကစ်လို့ချစ်စလုံးနဲ့ခေါ်ကြပါတယ်ဒါအပြင်ကစ်ကစ်ဟာရုပ်ရှင်တရုပ်ဆောင်ဖွေးဖွေးနဲ့ညီအမတဝမ်းကွယ်တော်ဆက်သူတွေဖြစ်ပြီးသူတို့နှစ်ဦးစလုံးဟာအကယ်ဒမီရရှိထားပြီးသားမင်းသမီးတွေဖြစ်ပါတယ်2009ခုနှစ်မှာဝင်းမော်ရွှေကကြော်ညာများနဲ့အနုပညာလောကစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးသူမရဲ့ပထမဆုံးအဓိကခေါင်းဆောင်မင်းသမီးဖြစ်ရိုက်ကူးထားသောဇက်ကားမှာတော့ဘာဘီရုပ်ကလေးဖြစ်ပြီးအောင်ရဲလေးနဲ့အတူတွဲဖက်တရုပ်ဆောင်ခဲ့ရဖြစ်ပါတယ်ပထမဆုံးပွဲဥထွက်ဇက်ကားနဲ့တင်အောင်မြင်မှုတွေကိုရရှိခဲ့တဲ့မင်းသမီးလည်းဖြစ်ပါတယ်ဝင်းမော်ရွှေရဲ့အောင်မြင်မှုကဘလောက်ထိကြီးမားလဲဆိုရင်ရန်ကုန်မြို့မှာရှိတဲ့ကြော်ညာဆိုင်ပုံများနဲ့ကြော်ညာမျိုးစာတို့မှာဝင်းမော်ရွှေရဲ့ကြော်ညာများကတဝက်ခန့်နေရာယူထားဖြစ်ပါတယ်ဝင်းမော်ရွှေဟာမြန်မာနိုင်ငံမှာပဲအောင်မြင်ခဲ့တာမဟုတ်ပဲလိပ်ပြဆန်အင်းဟော်ရာတရေကားနဲ့လည်းနိုင်ငံတကာအကောင်းဆုံးဇက်ဆောင်စုဇကာတင်စင်းဝင်ခဲ့ပါတယ်တိန်နေဘောကပန်အမည်ရတဲ့ရုပ်ရှင်ဇကာကြီးကိုလည်းကိုရီးယားမင်းသားနဲ့တွဲဖက်တရုပ်ဆောင်ခဲ့ပြီးတရုပ်ဆောင်ကောင်းပြီးတော်လုံးတာကြောင့်နန်းဖန်နေချမ်းမှာပါနာမည်ကြီးအောင်မြင်ခဲ့တဲ့သူလေးလေးဖြစ်ပါတယ်ဝတ်မုံရွှေရဲ့ခင်မွန်ဖြစ်တဲ့နိုင်ပြိုးကျော်ကတော့ဝေဝေချိုရဲ့ကုမ္ပဏီပိုင်ရှင်လည်းဖြစ်ပြီးမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းတော်တော်များကိုပိုင်ဆိုင်ထားတဲ့လုပ်ငန်းရှင်ပဲဖြစ်ပါတယ်ကဲကဲလို့စစ်စနိုးခေါ်ကြတဲ့ဝတ်မုံရွှေကတော့အဆိုတော်စဆိုင်ခန်းလိုက်ရဲ့ရီးစားအောင်လည်းဖြစ်ပါတယ်ပရိသတ်တော်များကတော့တဘောကြနှိမ့်ချိုက်ပြီးရှစ်ခဲရတဲ့အတွဲလေးဖြစ်ပြီးအခုတည်းအောင်တွဲစေခြင်းနဲ့သူတွေလည်းခက်များရဲ့ပါဝတ်မုံရွှေဟာအလားမယ်မိုးဆက်ဝိုင်းနဲ့လည်းရောင်းမတော်ပါတယ်ဝတ်မုံရွှေဟာနာမည်ကြီးမင်းသမီးဖြစ်တဲ့အလျောက်ကောလာဟလာများကဟုတ်တာရောမဟုတ်တာရောအများကြီးထွက်လေရှိပါတယ်ဝတ်မုံရွှေကလက်ထပ်ပွဲနဲ့အခန့်ပွဲတွေများစွာပြုလုပ်ခဲ့ကြတဲ့အပေါ်မှာလည်းဝေဖန်သူတွေအများကြီးရှိခဲ့ပါတယ်အခုနောက်ပိုင်းမှာဆိုရှယ်မီဒီယာပေါ်မှာဝတ်မုံရွှေရဲ့အမျိုးသားဖြစ်သူဟာစင်ငယ်ဖာသာတယောက်ပါဆိုပြီးသတင်းတွေထွက်နေကြတဲ့အပေါ်မှာဝတ်မုံရွှေဟာသူဟာလူပြိုစစ်စစ်ကိုယူထားဖြစ်ပြီးစင်ငယ်ဖာသာမဟုတ်တာကြောင့်ပရိသတ်ကြီးလည်းချင်းချိန်ပြီးယုံကြပါဆိုပြီးသူမပြောခဲ့ပါတယ်အခုလိုသတင်းတွေကြားရတော့ကဲလဲစိတ်မကောင်းဘူးသတင်းအမားတွေမို့ပရိသတ်ကြီးကချင်းချိန်ပြီးယုံကြပါစင်ငယ်ဖာသာတယောက်မဟုတ်တယ်လို့တခုလက်လည်းမဟုတ်ပါဘူးဆိုပြီးသူမဖြေရှင်းခဲ့ပါတယ်ဝတ်မုံရွှေရခုချိန်မှာအနုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်နေပြီးတိတ်မကြခင်မှာလည်းရုပ်ရှင်စကားတွေအပြင်ဇလန်သွဲတွေမှာပါပြန်လည်ရိုက်ကူးတော့မယ်ဆိုပြီးသိရပါတယ်ဝတ်မုံရွှေဟာအိမ်တော်ရေးမှာကံကောင်းတဲ့သူလည်းဖြစ်ပြီးသူမရဲ့လုပ်ငန်းမှန်သမျှကိုလည်းအမျိုးသားဖြစ်သူက supporting လုပ်ပေးလေ့ရှိကြောင်းသိရပါတယ်ဟုတ်ကဲ့ပါဒီနေ့ရောဒီလောက်နဲ့ပဲညှနာလိုက်ပါစေအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးညာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါဦးနော်အဆုံးထိချစ်ချူပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါပါစေရှင်